ရှင်ပြုနာတာအလိုတော်မင်္ဂလာပိတ်တရားတော်နာဖိတ်ကြားလောအနန္တနာတာ၅ပါးကိုဥထိတ်ထားလျက်သာသနာအကိုင်းကဆိုင်ဘက်မှာတာဝန်ယူသောပိုင်သူဆိုင်တော်မင်္ဂလာအဖွဲကမိတင်ပြောဂီတဓမ္မဖြင့်ရိုက်ခတ်တင်ဆက်ဂုဏ်ပြုကြပါစို့မေဘလဗျာဝိမန္တရပြောင်ထုံးမဝေသောဒီပါတပိအနုတ္တရအယောင်ရှင်းဆိုသည့်တောင်မြတ်မို့အတန်ကနေမင်ကိုဖန်ယဝေထောင်းဆက်ကြသည်တောင်းဆက်ကဝါကြည်လင်ပေသောဒီပါတွင်တောင်လက်ရာတွင်ပြောင်အလက်ကဘာမှာအမောင်ကင်းလိုမို့အယောင်လင်းနဲ့ညာချမ်းအချိန်ခါမှာအထက်ဘဝေအလာကိန်းအကြတရိန်တရနဝင်းအကြည်နှင့်မယွန်းမသွေယခုရဲမြအမှန်မှာဘဂဝါတရားကိုအစင်လာသဘောလှလှနဲ့ဟောဝရာစလိုက်တာကပိုင်သူရဲ့မင်္ဂလာပြောညွန့်ဆိုတာနေရကခံတော်မူပါအတော်ကချွေရကပေါင်းစင်းစွမ်းကိုမနေ့အညာလူခဲ့ပါမည်ဖြစ်ပါသောကြောင့်
တဆူအရဟံဘဂဝါတွင်ဒါယကတပ္ပုရိတာတို့သည်ညံရလင်းသည်လင်တာဃာစင်ပေးကြပါယံအကျိုးမျှော်၍နှိုးဆော်လိုက်ပါသည်ကလျာဏနွယ်ဝင်သူတော်သည်အပေါင်းတို့ကောင်းပါပြီဗျာကောင်းပါပြီဗျာခရီးမီမနီဆောင်ရဲမှာကောင်းပါပြီဗျာကောင်းပါပြီဗျာခရီးမီမနီဆောင်ရဲမှာဟေးအဲ့လိုလည်းကဥသောသောအဲ့လိုဓာယိကာမတော်ထေးကြီးတို့မိသားစုဟာအာတို့ဒီလိုက်တာတို့ဇနီးမောင်နှံတို့ပေကံစွန်ကျဲလူတန်းလိုက်ပါဘူးခင်ဗျာဒီပြေရောက်သည်ကจิตတိကညာဒုတာဝေသူဝေတရားအလေးထားဆောင်ရမှာအာဒုက္ခပိတိဘုရားရှင်မယာတို့ဘာယနတိမှာသုံးလူပါဘုရားတာจิตတံဟာတဘာဝကတာမောင်စွလို့တောင်းယူခဲ့ပြီကွာသောသောအဲ့လိုဒါကမှတော်သေးကြီးမိသားစုဟာဒီနေ့လုံးနေရောလုံးဘာဝတိပြည်ကြီးတုံတော့အောင်ပေကံစွန်ကျဲနေပါလားခင်ဗျာဘာတရားနဲ့စီရလူကြီးလူကြီးမောင်လေးမောင်ကြီးတန်ခါများသာမတဆမိမိဘာတရားချစ်ကြည်လူရပြီမိန်နမယာလူရပြီမိန်နမယာမိနေငါတန်ခါဓမ္မတွေအာကေလူသာအလုတ်တွေပူလုံးပါဝိုင်းတော်သားတို့လက်ကောင်းကောင်းညပါပြီညာလက်ကောင်းကောင်းညပါပြီညာလက်ကောင်းကောင်းရပါပြီညာလက်ကောင်းကောင်းရပါပြီညာတတိထင်းဝဲပြီတာအထီးကောင်းဝံ